တော့ beach ကိုသွားနေပါတယ် JBR beach ပါခုန Aquarium နေပြီးတော့ Metro စီးပြီးတော့ရှောက်လာတာပါပြန်ရဒီကတော့တော်တော်ပူပါရေရဲဆင်းမှုကတော့တိတ်တော့မလွယ်ဘူးဒါပေမဲ့ဟိုမှာလိုချင်နေရှိတယ်တော့မသိဘူးဆိုရအောင်အိမ်သာလိုက်ရှာတာဒီမှာလေဟဲ့အိမ်သာဒီမှာဆိုရအောင်ဟဲ့ဘာလဲကထင်တာအထက်ကိုပို့ပြီးတော့ပူပါတယ်။ temperature တော့40လေးရှိပါတယ်။ပြောရရင်တော့ beach စာပြောတာတဲကနိုင်ရရှောင်းနေသလိုပဲ။အဲ့မဲ့ view ကတော့လုံးဝမိုက်တယ်။နောက်မှာတိုက်တွေနဲ့ရှေ့မှာပင်လယ်နဲ့ပေါ့နော်။ခဏနေတော့ရေထဲဆက်မှဖြစ်ပါတယ်။မှန်ဆိုရင်တော့စမ်းခွင့်တွေပါတော့ယူလာတဲ့။အခုကရန်ကုန်မှာကြံခဲ့တာ။မိုင်တော့မြေရိပ်လေးရရန်ပြောတာပဲကျိုးနေချီဟုတ်တယ်နော်သူကပြတ်တော့ဟိုဘက်ကိုလေဟိုဘက်ကိုဟိုဟာရအောင်ပါလေလေးရအောင်အများရစမ်းခွင့်လေးမှာဒါပါတော်တော်ပူပါတယ်ဘောရီချိုးပြီးတော့ပြီ။ sorry ရေမချိုးမှလို့အဝေးလဲပြီးတော့ပြီ။ရေကတော့မချိုးပါဘူး။ရေချိုးတဲ့နေရာတော့ရှိရဒါပေမဲ့မချိုးရဘူးပေါ့နော်ရေချိုးရတော့ပတ်စံပေးရတယ်အဝတ်လဲတာတော့ free ပေါ့နော်အဝတ်လဲတဲ့ခန်းတော့ရှိတယ်ခြေထောက်တွေပါရရေစီးလို့ရတယ်ဆိုတော့အခုအလုံးပြီးတော့ပါပြီ experience ကပြောရရင်တော့မစိုးဘူးပေါ့နော်ထင်တာအထက်တော့ပို့ပြီးတော့ပျော်ဖို့ကောင်းပါတယ်မဝင်ခင်တော့နည်းနည်းပူတယ်လို့ခံစားရမယ်ဝင်လိုက်တော့ကြတော့ adaptation ရပါပါတော့တိတ်တော့မပူတော့ဘူးဒါပေမဲ့မနေ့ဖြတ်ကြလို့ရှိရင်တော့အသားတွေအကုန်လုံးတော့မဲနေပြီလို့ထင်ပါတယ်ဒါနဲ့အခုပြောရရင်နေရဒီမှာလုံးဝမကြသေးဘူးပေါ့နော်နေရဒီမှာတော်တော်မြင့်သေးတယ်အခုအချိန်ကိုပြောရမယ်ဆိုတော့6နာရီခွဲဖြစ်နေပေါ့နော်ည6နာရီခွဲဆိုတော့နေရ9နာရီကျော်လောက်မှကြာတာပေါ့နော်ရန်ကုန်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့9နာရီခွဲလောက်ဆိုရင်တော့ကြပြီပေါ့နော်ဒါတော့ခုချိန်မှာ6ခွဲရတော့မှနင်းထိန်နေလို့ပဲဖြစ်ပါတယ်